လုတ်ပါနဲ့ဟိုစတော့မလုတ်ပါနဲ့ နင်ပါဖြစ်တာနင်တနာမိုးတိတ်ပါ တန်တာမိုးသိမ့်ဆန်တော့မဟုတ်ဒီလောက်လှနေလက်စွပ်တွေကိုလေ4သိန်းနဲ့ရောင်းလိုက်တော့တဲ့မှာဆုံးမိတ်ဆက်ပေးမဲ့လက်စွပ်လေးကတော့ဖူဂျီကောင်းလက်စွပ်လေးဖြစ်ပါတယ်နော်ဒါလေးကတော့ဖူးမိုင်းနဲ့ရဲ့လက်စွပ်လေးဖြစ်ပါတယ်ရှင်ထက်ထက်လေးနဲ့လာမယ်ဒီဇိုင်းလေးပါနော်ဘယ်တော့မှယူမသွားတဲ့မောင်းဝင်လက်စွပ်လေးပဲဖြစ်ပါတယ်ရှင်ချစ်သူဆုံးတဲ့တွေဝင်များကြတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်နော်နှစ်ပေါင်းမတည်းဖြစ်တယ်ဆိုတော့ဆော်ရယ်လေးအတိုင်းမမင်းတို့ကရင်မချင်းနီးအောင်လို့အသေးနှစ်ခုလေးဆင်ပြီးတော့မှပုံဖော်ပေးတာပါတယ်ဖြစ်ပါတယ်ရှင်ရင်မချင်းနီးကြည့်ရင်တော့ဒီလက်စွပ်လေးကိုဝယ်ယူလိုက်တော့နော်နောက်ဆုံးပြပေးမယ်ဒီဇိုင်းလေးတွေကတော့လူငယ်ဆန်တဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ပထမတစ်ခုလေးကတော့ပိုင်နေရေးကိုမှ4000တုံးလဲလေးနဲ့ပြုလုပ်ပေးထားပါတယ်ရှင်နောက်တစ်ခုကလည်းဘောလုံးလွဲလေးကိုမှလဲတွေကပွင့်လေးနဲ့ပြုလုပ်ပေးထားပါတယ်ရှင်နောက်ဆုံးတစ်ခုလေးကတော့ဘောလုံးလွဲလေးကိုမှလဲတွေကကြဲလေးနဲ့ပြုလုပ်ပေးထားပါတယ်နော်ဒီမှာပြသွားတဲ့လက်စွပ်လေးကတော့4သိန်းမကျော်တဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်တန်မတန်မလို့အမြန်ဆုံးလာရောက်ဝယ်ယူပေးဖို့ဖိတ်ခေါ်ပါတယ်နော်မင်းတို့ရဲ့ဆိုင်လိပ်စာလေးကတော့မန္တလေးမြို့84လမ်း39လမ်း38လမ်းကြားမမြို့စဲနီးမှာတည်ရှိပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်